mobile hacking lab ဆိုတဲ့ဒီ course လေးမှာသူက lab လေးပါတယ်ပေါ့နော်အဲ့ lab ထဲကနေပြီးတော့ကျွန်တော်ဒီ string ဆိုတဲ့ lab ကိုစမ်းကြည့်မယ်ပေါ့နော်ကျွန်တော်လည်းဒီ sign နဲ့မေ့ပါမှာဆိုလို့ဒီ recording လုပ်ထားတာပေါ့နော်ဒီ lab မှာဆိုရင်သူကမှာ outline တွေပါပေးထားရပေါ့နော်ဒါကိုသိဖို့ဆိုလို့ကျွန်တော် flat ထုံးစံတိုင်းပေါ့နော် sketchup the flat ဆို flat ရအောင်ယူရမယ်ပေါ့နော်သူကဒီ Android application component တွေအကြောင်းနားလည်ရမယ်ဆိုတာရယ်အပြင် Flighter ရယ် reverse engineering ရယ်ပါတယ်ပေါ့နော်ဒီမှာသူပေးထားတဲ့ APK file မှာဒီမှာသူ့ရဲ့ဟိုလေးပါတယ်ဗျ Android device လေးပါတယ်အဲ့နဲ့ sign လေးရဒါပေမဲ့ကြာတော့ကျွန်တော်ဒီ APK file download လုပ်လိုက်တယ်ပြီးရင်ဒီကောင် zip ဆိုတော့ zip ကိုတော့ဖြည့်လိုက်ပါနော် zip ဖြည့်ပြီးသွားလို့ရှင်ရပြီဆိုရင်ဒီ APK လေးကိုစပြီးတော့install လုပ်လိုက်ပါနော်ကိုယ့်ရဲ့ဒီ emulator မှာကျွန်တော်ကဒီထဲမှာသွင်းထားပြီးသားရှိတယ်ဒီ string ဆိုတဲ့ဟာလေးပဲဒီ app လေးပေါ့ဒါလေးဖွင့်ကြည့်လိုက်ရင်ဘာမှမပေါ့ဒီတစ်ခုပဲဘာမှလည်းလုပ်လို့မရဘူးပေါ့နော်အဲ့တော့ကျွန်တော်ဒီ application ကိုစပြီးတော့ဒီ Android app တွေစမ်းမယ်ဆိုရင်ကျွန်တော်က application စပြီးတော့ reverse engineering စလုပ်ရတာဆိုတော့အဲ့ APK download လိုက်ပေါ့နော် download သွားရင်ကျွန်တော်ဒီကောင်ကိုZSGUI နဲ့ဖြစ်ပေါ့နော်လောက်လာမယ်ပြီးတော့မှသူ့ code တွေနည်းနည်းလိုက်ကြည့်မယ်ပေါ့နော်အဲ့တော့အရေးကြီးတာဒီ objective ကိုတော့ဖတ်ဖို့လိုတာပေါ့ဒီမှာသူ scale require ဖိုင်လို့လဲဆိုတာပါတယ်ပြီးရင်ဒီမှာအဓိကဒီ methodology ပေါ့နော်သူက reverse engineer လောက်ခိုင်းတယ်ပြီးတော့ကျွန်တော် code လေးပိုင်းနေပါဖတ်မှာပေါ့အဲ့တော့ကျွန်တော်တို့ အရင်ဆုံးဘာမှမလုပ်ခင်ဒီ application လေးကိုစပြီးတော့reverse engineer လုပ်မယ်ပေါ့နော်ကျွန်တော်တို့ GDHGUI ကျွန်တော် GUI ကိုသုံးလိုက်တယ်ပြီးတော့ဒီ APK file ကိုကျွန်တော် GUI နဲ့စပြီးတော့ reverse engineer လုပ်မယ်ပေါ့နော်အဲ့ဒါဆိုရင် तू ကဒီလိုလေးကြာလာကျွန်တော် GUI ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့တစ်ချက်ကြည့်လိုက်အောင်ဒီမှာ solution resource အောက်မှာအဓိကကျွန်တော်စပြီးကြည့်ရ Android manufacturer XML ကိုစကြည့်မြင်ပေါ့နော်ပြီးတော့ဒီထဲမှာ solution တခြားဘာတွေပါ lib တွေ library file ဒါကျွန်တော်တို့ဒီ native function တွေကိုဟိုတဲ့အခါမှာဒီ library သွားကြည့်ဖို့လည်းပါနော်ပြီးရင် source code တွေဒီမှာကျွန်တော် con အောက်က mobile hacking challenge ပေါ့ဒီမှာ activity တွေနဲ့ sign နိုင်ရှိရပါတော့အဲ့တော့အရင်ဆုံးကျွန်တော်တို့ Android manifesto XML file ကြည့်လိုက်တာပေါ့နော်အဲ့ဒီမှာသူ့ရဲ့ပေးထားချက်အရ exported activity ကိုရှာရမယ်ဆိုတော့ကျွန်တော်ဒီ Android manifesto XML file ထဲမှာ exported activity တွေလိုက်ရှာမယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်ကြည့်လိုက်တော့ဘာတွေ့မလဲဆိုတော့ဒီအလွယ်တကူ control F နဲ့ပေါ့နော်ကျွန်တော်ဒီကနေပြီး file ကနေရှာလို့ရတယ် ESPORT exported ပေါ့နော် exported equal to true ပေါ့နော်ဒီမှာ ဆိုပြီးတော့ကျွန်တော်ကြည့်လိုက်လို့ရတယ်YouTube ပေါ့နော်ဒါဆို exported ပေါ့နော် exported true တွေကျွန်တော်တွေ့မှာပေါ့သုံးခု result သုံးခုရှိတယ်ဒါက activity 2ဆိုတာရှိတယ် main activity export ပဲတဲ့ activity 2ပေါ့နော်အဲ့တော့ကျွန်တော်စိတ်ဝင်စားတာဒီ activity 2ဖြစ်လိမ့်မယ်သူက export နဲ့ true ဖြစ်နေတယ်ပြီးွားရင်ဒီမှာပေါ့နော်သူ့မှာဆိုလို့ရှိရင် action ကဘာလဲဆိုတော့ Android interaction view ဆိုတာရှိတယ် category ကဒီနှစ်ခုရှိနေ data ပေါ့နော်သူမှာ MX သူ data ဘာလဲဆိုတော့ဒီ MX ဆိုတာ skin လို့ခေါ်မှာပေါ့နော်အနောက်က lab ကကျတော့ host ပေါ့မှာကျွန်တော် http.google.com ဆိုရင် https က skin ဖြစ်မယ်နောက် google.com ကဒါ host ဖြစ်မယ်ပေါ့နော်အဲ့လိုပဲအဲ့တော့ကျွန်တော်တို့ဒီကောက်ကိုသုံးလို့ရှိရင် data ဆိုပြီးတော့ -d option နဲ့ထည့်လို့ရတယ် mixer ပေါ့နော်select mixer colon select ပြီးရင်ဒီ lab ဆိုပြီးတော့ခေါ်လို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီ activity 2အကြောင်းလေးနဲ့သွားကြည့်လိုက်မယ် activity 2ဘာလုပ်တာလဲပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာ activity 2လေးရောက်သွားပြီအဲ့ဒီလိုဟာမျိုးကြာတော့ကျွန်တော်တို့က code ဖတ်မှာပေါ့နော်အများကြီးတော့ကျွန်တော်သိဖို့တော့မလိုပေါ့နော်မှာထားပါတယ်မှာ on create ဆိုရင်ဒါ Android ဒီ activity life cycle မှာ on create စပြီးတော့ခေါ်လိုက်တယ်ခေါ်ပြီးတော့လို့ရှင်သူကဒီမှာသူ share preference ပေါ့နော်ကျွန်တော် share preference ဆိုတာကဒီဟို storage ထဲမှာရှိတာပေါ့နော်ဒီမှာပေါ့နော်အဲ့တော့ဘာလဲ share preference အောက်မှာဒီကောင်ကိုသွားခေါ်တယ်ခေါ်ပြီးသွားလို့ရှိရင်ခုန UUD number တွေရှိတာပေါ့နော်ဒီကောင်ကိုဆွဲယူလိုက်ပြီးတော့ U1 အနေနဲ့သတ်မှတ်တယ်သတ်မှတ်ပြီးတော့ဟိုဒီမှာညီမညီသွားစစ်တာပေါ့နော်သူက U1 ထဲမှာရှိတဲ့ကောင်နဲ့ဒီ CD နဲ့ညီလားမညီလားသွားစစ်တာဟိုဘာပေါ့ DD function နဲ့အများကြီးတော့ကျွန်တော်နည်းနည်းလေးဘယ်လိုပြောမလဲဟိုဟာနေပြီးတော့ ChatGPT ကိုမေးလိုက်တာတော့ဘာလို့စသိပါတယ်ဒါတွေကလေအဲ့ CD ကိုကျွန်တော်တစ်ချက်သွားကြည့်မယ်CD ကဒီ method ပေါ့နော် CD ကဘာလဲဆိုတော့ date ကိုပဲယူတာပဲဆိုတော့ date ကဟိုမှာဒီနေ့ date ကိုယူလိုက်တယ်ပို့ထားပါတော့ date ကိုယူလိုက်တယ်အဲ့ date နဲ့ခုနကကျွန်တော်ကြည့်လိုက်တယ်share profile မှာရှိတဲ့ date နဲ့တူမတူဆိုတာလေးတိုက်စစ်တာပဲထင်တယ်ဒါလေးပဲပေါ့နော်သူစစ်တာ okay အဲ့တော့ activity 2ကိုပြန်သွားလိုက်မယ်အပိုင်းလေးပါပေါ့နော်အဲ့တော့ကျွန်တော်တို့ဟိုပါပေါ့နော်ဒီ share preference မှာရှိတဲ့ date နဲ့ဒီ date နဲ့တူတယ်ဆိုလို့ရှိရင်ပေါ့နော်
ဒီနှစ်ခုလုံးဟိုပြီး action view ဆိုတာလည်းပါတယ်ဒီမှာ Android Intent Action View ဒါကျွန်တော်ခုနကလည်းဒီ manifest ထဲမှာကြည့်ပြီးသွားဒီမှာ Action View ပေါ့နော်အဲ့တော့အခုလိုမျိုးဒီကျွန်တော်တို့ခေါ်လိုက်တဲ့ intent က Action View လည်းဖြစ်မယ်ပြီးတော့လို့ရှိရင်ဒီရ date တွေကလည်းဒီမှာ match ဖြစ်မယ်ဒီမှာစစ်တဲ့ဟာလည်း true ထွက်မယ်ဆိုလို့ရှိရင်တဲ့ပြီးတော့ URI get internet get data ပေါ့နော်အဲ့တော့ခုနကပြောသလိုကျွန်တော်တို့ဒီ internet data ကိုယူလိုက်မယ်အဲ့ data ဆိုတော့ခုနကဒီ manifest မှာဒီကောင်ဖြစ်မှာပေါ့နော် MXL left ပေါ့နော်ဒီ data ဖြစ်မယ်ပေါ့နော်အဲ့ data ကိုသူကယူလိုက်တယ်ပေါ့နော်ယူအဲ့ data ယူလိုက်တယ်ပြီးရင်ဘာဖြစ်တော့အဲ့တော့ဒီမှာ URL skin က MXL ခုနပြောသလို MXL ဖြစ်မယ်ပေါ့နော်ပြီးတော့လို့ဆို host က left ဖြစ်မယ်ဆိုရင်လို့ဒါစစ်လိုက်တယ်အဲ့နှစ်ခုလုံးဖြစ်မယ်ဆိုလို့ရှိရင်ပြီးရင်သူက data စစ်တယ်ပေါ့နော်သူ left path segment ပေါ့နော်ဒါပါလဲဆို URL ရဲ့ကျွန်တော်နောက်ဆုံးပေါ့ခုနပုံနဲ့ဆိုရင်တော့ဒီလိုဖြစ်မှာပေါ့နော်ဒီမှာဆိုရင်တော့အခုဆိုရင်ဒီကောင် lab ကနောက်ဆုံးပေါ့နော်ဒီလို file path တွေပါရှိဥပမာ admin file path ရှိတယ်ပါညာဆိုလို့ရှိရင်ဒီတော့ admin ကိုယူလိုက်မှာပေါ့အဲ့လိုအဓိပ္ပာယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကအဲ့နောက်ဆုံးဟာယူလိုက်မယ်ယူလိုက်ပြီးတော့ the basis for value အနေနဲ့basis value အနေနဲ့ယူမယ်ယူပြီးတော့ basis for နဲ့ဒီကိုအဲ့ဆိုရင်ဒီ less pass ဒီ segment အနောက်မှာတော့ basis for value တစ်ခုခုရှိမယ်ပေါ့နော်အဲ့လိုတော့ပြောလို့ရတယ်အဲ့ဆိုရင်ကျွန်တော်ဒါနဲ့မလုံလောက်သေးဒီနောက်မှာတစ်ခုရှိမှာပေါ့နော်ဒီရှိတဲ့ကောင်က basis for encoded value တစ်ခုရှိမယ်လို့တော့ထင်ရတယ်ပေါ့နော်ဒါကတော့ basis for ပေါ့နော်basis for value တစ်ခုခုရှိမယ်ပေါ့နော်အဲ့လိုမျိုးတော့ထင်ရတယ်ပေါ့အဲ့ value ကိုသူယူလိုက်မှာအခုပြောချင်တာအဲ့နောက်ဆုံးမှာပါတယ်ကောင်ယူလိုက်မယ်အဲ့ကောင်ပြီးဒီကုတ်လုပ်လိုက်မယ်ပေါ့နော်ဒီကုတ်လုပ်လိုက်မယ်ပေါ့ဒီကုတ် value ဒီကလိုဒီကုတ်လုပ်လိုက်တဲ့ value ရှိတယ်ဆိုလို့ရှိရင်အဲ့တော့ basis for လုပ်လိုက်မယ်ဗျာဒီကလိုအဲ့လိုဒီကုတ်လုပ်လိုက်တာအောင်မြင်သွားရင်အဲ့ value ရတယ်ဆိုလို့ရှိရင်သူကတိုက်စစ်ပါတဲ့အဲ့ဒီ values ကိုဒီကုတ်တဲ့ value ကိုDS အနေနဲ့သတ်မှတ်လိုက်မယ်ပေါ့နော်အဲ့ကျွန်တော်တို့ URL နဲ့ယူလိုက်တယ်ယူပြီးသွားလို့ရှိရင် DS အနေနဲ့သူကသတ်မှတ်ထားလိုက်မယ်ဟို basis for ဒီကုတ်ပြန်လုပ်ပြီးတော့ DS အနေနဲ့သတ်မှတ်ထားလိုက်မယ်ပြီးရင် DS ကိုပမာ string DS နဲ့တူမတူစစ်တာပါနော်SCR နဲ့ DS ကိုတူမတူစစ်တာပါနော် SCR ကဘာလဲဆိုဒီမှာဒီကောင်ဆို AES encryption လောက်ထားတယ်ပြီးရင်ဒီ value ပေါ့ဒီ value ဆို AES encryption လောက်ထားဟာနဲ့တူမတူစစ်တဲ့ပုံမျိုးထင်တယ်အဲ့ဒီမှာဟိုကျွန်တော်ဒီကောင်ဒီ values ကိုကျွန်တော်တို့ကပြန်ပြီးဒီကုတ်လောက်မှာပေါ့နော်အဲ့တော့ဆိုလိုတာဗျာကျွန်တော်တို့ URL ရရှိတဲ့ကောင်နဲ့ဒီ basis for ဟိုဒီဟိုပါပေါ့နော်ဒီကုတ်ပြန်လုပ်လိုက်တဲ့ value ဆက်တူလို့ရှိရင်ဖြစ်သွားမှာပေါ့နော်အဲ့လိုထင်တာပဲအဲ့တော့ကျွန်တော်တို့ကဒီကောင်ကို decrete လုပ်လိုက်မယ် decrete လုပ်ပြီးတော့အဲ့ဒီ tempo နဲ့ခုန DS ပေါ့နော် value နဲ့တူခဲ့တယ်ဆိုတော့မှသူကဒီ flag ကိုယူမှာဆိုရင်အထိပဲအဲ့တော့ကျွန်တော်တို့ကဒီကောင်ကို decrete လုပ်နိုင်နေဆိုရင် tempo တစ်ခုရအဲ့ကောင် basis ကိုပြောင်းပြီးတော့ကျွန်တော် URL ရဲ့အနောက်မှာပါပြီးထည့်လိုက်လို့ရှိရင်ဒီ condition အမှန်ပါဒါဆိုရင်သူက flag ကိုယူမယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဖြစ်သွားတာပေါ့နော်အဲ့တော့ load library ဒီမှာ flag ပေါ့နော်ဒီ load library ဆိုတော့သူကဟို native ပေါ့ကျွန်တော်ဒီ flag ဆိုရင်သူကဘယ်လိုဖြစ်သွားမလဲဆိုတော့ lib flag.so ဆိုပြီးဖြစ်သွားဒီ lib အောက်မှာရှိရကျွန်တော်တို့ကလေဒါတို့က lib flag.so ဒီ library ပေါ့နော်ဒီ native library ကိုသူက load လုပ်လိုက်တာ load ပြီးတော့မှအဲ့ကောင်ခေါ်တာအဲ့တော့အစကတော့ကျွန်တော်တို့ကဘယ်လိုလုပ်လဲဆိုတော့ဒီကောင်ကို decombine လုပ်ပြီးတော့ဒီ native library ကို reverse engineer လုပ်တယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီထဲမှာ obfuscate လုပ်ထားတာဘာဖြေမှရှိမနေဘူးပေါ့အဲ့တော့အရင်ဆုံးတော့ကျွန်တော်လုပ်ရမယ့်အလုပ်ကဒီကောင်ကိုဟွာလုပ်လိုက်မယ်ဘယ်လိုပြောမလဲအခုဒီ library ကိုသူကလုပ်လိုက်တော့မှ get flag ဆိုတဲ့ method ကို run အဲ့လို run တော့မှဒီ memory ထဲမှာကျွန်တော်တို့သူသိမ်းထားတဲ့ flag ကရှိမှာအဲ့တော့ကျွန်တော်တို့ memory ကို scan လုပ်ပြီးတော့အဲ့ flag ဖြစ်နိုင်တဲ့ဟိုကိုဆွဲထုတ်အောင် memory ကနေဆွဲထုတ်အောင်အဲ့လိုမှကျွန်တော်တို့ flag ကိုရမှာပေါ့နော်အဲ့ပုံစံမျိုးသွားတာဒီကောင်ကိုအရင်ဆုံးကျွန်တော်တို့ကဟိုဖြည့်ကြည့်မှာပေါ့ဒီကောင်ဘာအဓိပ္ပာယ်လဲဆိုတာသိဖို့လိုမယ်အဲ့တော့ဒီမှာ AES CVC ဒီ encryption အဲ့တော့ကျွန်တော်ဒီ encryption လေးကိုတစ်ချက်ဖြည့်ကြည့်လိုက်မယ်ပေါ့နော်ဒါလေးကိုထားလိုက်မယ်အခုဒီမှာဒီ string ကိုကျွန်တော်ဒီလိုသူကဘာလဲဆိုတော့ AES encryption method ကိုသုံးတာ AES CVC အဲ့တော့ကျွန်တော်ဒီမှာ AES အင်ရှာလိုက်မယ်ဗျာ AES ကိုကျွန်တော်တို့က decrypt လုပ်မှာပေါ့နော် AES decrypt လုပ်မှာယူလိုက်မယ်ပေါ့နော်ဒီ value ဒါပေမဲ့ဒီကောင်ကဘာလဲဆို basis c4 value အဲ့တော့ကျွန်တော်တို့က basis c4 လို့မယ်ဗျ from basis c4 ဆိုပြီးတော့basis c4 ဆိုယူလိုက်ဒီကောင်အပေါ်တင်လိုက်မယ်ပေါ့နော်ဒီအောင်အဲ့တော့မှဒီတန်ဖိုးလိုက်မယ် key ကိုကျွန်တော်တို့ကဒီမှာ key ကဘာလဲ secret key ကဒါဆိုပြီးပေးထားတာပေါ့နော်အဲ့တော့ဒီကောင်ကိုကျွန်တော် secret key အနေနဲ့ယူမှာ
byte ကလောလောဆယ် UTF-8 ပဲကျွန်တော်ယူမယ်အဲ့လိုပဲတော့မှာပေါ့နော်စိုင်းကြအဲ့ key ထည့်ကြည့်လိုက်မယ်သူပေးထားတဲ့ key ပေါ့နော်ဒါကသူ့ရဲ့ key ဖြစ်မယ်ဒီမှာလူတဲ့ parameter ကျွန်တော် light ထည့်ကြည့်ရပါတော့ AS script key ထည့်ကြည့်လိုက် okay key ကအဆင်ပြေအဲ့ initialization factor IV လို့သေးတယ်အဲ့တော့ကျွန်တော်တို့ IV ကိုတော့မတွေ့သေးဘူးပေါ့နော် IV ကိုလိုက်ရှာအောင်လို့ပုံတော့ဖြစ်တယ်တစ်ချက်ကြည့်လိုက် secret space ဒီလိုတက်ကပါ decrypt method ဒီမှာရှိရဗျာလားdecrypt method မှာ algorithm ရှိတယ်ကျွန်တော် algorithm AS cipher tag ကခုနက key တွေ့ပြီkey ဆိုရင်သဘာဆက်လုပ်လေ cipher IV အမှ IV ပေါ့နော် IV parameter IV မှာရှိလိမ့် IV ကိုချက်ကြည့်လိုက်ဒီမှာတင်နေတော်တော်ဒီ activity 2KT face IV နော် face IV ဒီကောင်ထင်တာပဲဒီကောင် activity 2KV ကိုသွားကြည့်လိုက်မယ်ဟုတ်တယ် face IV ဒါဆိုကျွန်တော်တို့ initializing factor 1 နဲ့3လေးဒီကောင်ပေါ့နော်ကျွန်တော်ဒီ initializing factor ဖြစ်မယ်အဲ့တော့ကျွန်တော်တို့အဲ့ဒါပေါ်လိုက်မယ် okay အဲ့တော့ဒီမှာရပြီပေါ့နော်ဒါထားလိုက်တော့ initialization factor သူကလည်း UTF-8 ပဲ hash မဟုတ်ဘူးเนาะအဲ့တော့ကျွန်တော်တို့ထည့်လိုက်မယ် CVC မို့ input ကလည်းကျွန်တော် raw ပဲထည့်တာ output ကိုလည်းကျွန်တော် raw ပဲယူလိုက်မယ်เนาะအဲ့ဆိုရင်ဒီမှာထွက်လာ MX secret 137အဲ့ဒါကဒီကောင်ကျွန်တော်ဒီကောင်လုပ်လိုက်ဒီ value ဖြစ်သွားတယ်အဲ့တော့ဒီ function လေးအရပြီเนาะကျွန်တော်တို့ဒီ value အဲ့ဒီ value ကဘယ်လိုဖြစ်မလဲဆိုတော့ဒါလေးပြန်တော့ကြည့်အောင်ပေါ့နော်ဒီ activity 2ကိုတော့ကြည့်လိုက်အဲ့တော့ဗျာကျွန်တော်ခုန value ပေါ့နော်ခုန MX secret ဆိုတဲ့ကောင်လေးကိုဒီနေရာမှာတော့ထည့်ကြည့်လိုက်မယ်အပေါ်ဆုံးမှာပေါ့နော်ဒီနားလေးမှာ URL ပေါ့နော်ထားပါ okay ဒီတော့ဘယ်လိုဖြစ်သွားမလဲဆိုတော့ဒီဘက်မှာကျွန်တော်ဒီ value လေးတော့ထည့်ကြည့်လိုက်မယ်ပေါ့နော်ဒီ value လေးထည့်ကြည့်လိုက်မယ်အဲ့လိုပုံစံမျိုး URL ရဖြစ်သွားမှာပေါ့ဒါပေမဲ့ပြဿနာပါလဲဆိုတော့သူကအခုဆိုရင်သူနောက်ဆုံးအနေယူလိုက်ပြီပေါ့နော်ယူလိုက်တဲ့အခါမှာဒါမှကျွန်တော် basis ကို value မဟုတ်သေးဘူးနော်မယ်အဲ့တော့ကျွန်တော်တို့က basis ကို encode ထပ်လုပ်ပေးဖို့လိုတယ်ရတဲ့ကောင်အဲ့တော့ to basis ကိုကျွန်တော်ပြန်သွားမယ် to basis ကိုပေါ့နော် okay ဒါဆိုရင်ဒီ value ရပါတယ်အတားကကျွန်တော်တို့ရဲ့ဒီအနောက်မှာရှိရမယ့်ဟာလေးဖြစ်သွားတယ်okay အဲ့တော့ကျွန်တော်တို့ URL ကဒီလိုပုံလေးဖြစ်သွားမှာပေါ့နော် MX ဖြစ်မယ် host က lab ပြီးတော့နောက်ဆုံးဒီကောင်အဲ့ဒီ value ကိုသူတို့ကယူလိုက်တယ်ယူပြီးသွားလို့ရှိရင်ဘာလုပ်လဲဆိုတော့ဒီမှာဒီကောင်ကိုတွားပြီးတော့သူတို့ကဒီနားလေးမှာပေါ့နော်URL နောက်ဆုံးအဲ့ကောင်လေးယူလိုက်တယ်ပြီးသွားလို့ရှိရင် basis ကို decode လုပ်လိုက်တယ်အဲ့ဒါကျွန်တော်ခုန MES secret ဆိုတဲ့ကောင်လေးရပြီအဲ့ MES secret ဆိုတဲ့ကောင်လေးကိုသူကဘာလုပ်လိုက်ဆိုအဲ့ decoded value ကိုသူ DS မှာတင်လိုက်တယ်ရှင်းတယ်ပေါ့နော်ဒါဆို DS ဒီ SC ဟာကျတော့ဘာလဲဆိုခုနကကျွန်တော်ဒီ value ကိုကျွန်တော်ခုနက decrypt လုပ်လိုက်တယ်ပြီးသွားလို့ရှိရင်အဲ့ဆိုရင်နောက်ဆုံးတန်ဖိုးကဒီ MES secret ဆိုတာပဲရလာအဲ့နှစ်ခုတူတယ်ဆိုမှဒီ flag ကလုံးမှာဒါဆိုရင်ပြီးပြီအဲ့တော့အခုပေါ့နော်ကျွန်တော်ရလာတဲ့ဒီ URL လဲသိပြီဆိုတော့ဒီ activity 2ပေါ့နော် activity 2ကိုကျွန်တော်တို့ခေါ်ကြည့်မယ် activity 2 export ဖြစ်နေတော့ကျွန်တော်တို့ AM step နဲ့ခေါ်လို့ရတယ်ပေါ့နော်အဲဒီမှာခေါ်လိုက်မယ်ဆိုရင်ဟို ADB share ပေါ့နော်ပြီး AM step ဆိုပြီးခေါ်လိုက်မယ် minus e อ่ะကြတော့ဒါသူ့ရဲ့ action ပေါ့နော်ဒါ manifest မှာကြီးညာလာတဲ့ဟာပြီးတော့ minus w မထည့်လေရတယ်ကျွန်တော်တို့ဟိုပါလေ debug ပေါ့နော် debug အတွက်ဆက်ဆက်ဖြစ်လားမဖြစ်လားဆိုတာမျိုးလေးမြင်ရအောင်ရယ်ဘာညာပေါ့နော်ပြီး minus data တော့ခုနကကျွန်တော်တို့decrypt လုပ်လို့ရလာတဲ့ value ကို of basis ကိုပြောင်းပြီးထည့်လိုက်တာပေါ့နော်ဒါတော့ရှင်းပြီးလို့ရှိရင်ဒီ activity ကိုခေါ်လိုက်ခေါ်တဲ့အခါမှာ application က crap ဖြစ်သွားတယ်ပေါ့နော်အဲ့မှာပြဿနာအနေနဲ့တက်တာပေါ့နော်အခုတကယ်ဆိုရင်များကျွန်တော်ဒီမှာဒါ activity 1ကျွန်တော်အခုဒီမှာခေါ်လိုက်ပြီဆိုရင် activity 2လာမှာမလာဘူး application က crap ဖြစ်သွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ထူးဆန်းတာတော့ဒီထဲမှာပေါ့နော်ဒီထဲမှာအခုဆိုရင်အဲ့ပြဿနာဘယ်နားမှာတက်နေရလဲဆိုတော့ဒီ activity 2မှာပေါ့နော်ဒီနားလေးမှာကျွန်တော်တို့ပြဿနာတက်နေစစ်တဲ့ဟာပြရပါလေ activity 2မှာကျွန်တော်ဒီ flag ကိုခေါ်ဖို့အတွက်ဒီနားလေးမှာစစ်တဲ့ဟာရှိရပါတော့ပထမဦးဆုံးစစ်တဲ့ဟာလေပထမ HTTPS U1 ပေါ့နော်ဒီ U1 machine ဆိုတဲ့နေရာမှာ U1 ကဘာလဲဆို share preference မှာရှိတဲ့ဒီ value ကိုတွားကြည့်တာအဲ့တော့ဒီ value မှာ durate မဟုတ်လို့ရှင်ပေါ့နော်ဟိုဒီ value မှာအခုကျွန်တော်တို့
utility မဟုတ်ဘူးဆိုရင်တော့ပြဿနာတက်နေအောင်နော်အဲ့တော့ဒီမှာ share preference နဲ့ပတ်သက်တာမရှိဘူးမလဲကျွန်တော်နမူနာပြဒီအောင်မှာဒီမှာပေါ့နော် cd ဆိုတဲ့ function နဲ့တော့ set တာဒီမှာကျွန်တော်u1 နဲ့ cd ပေါ့နော်တူလားမတူလားဒီ u1 နဲ့မှာရှိတယ်အဲ့ share preference နဲ့မှာရှိဒီ value ကဒီ cd ကထွက်တဲ့ value နဲ့တူမတူသွား set တာအဲ့တော့ cd ကကျတော့ပါလဲဆိုတော့ဒီမှာ date အဲ့ date နဲ့တူမတူသွား set တာအဲ့တော့ကျွန်တော်ရဲ့ပြဿနာကအဲ့နာမှာတက်နေအောင်နော်ဥပမာကျွန်တော်တို့ပြန် adv share ပေါ့ adv share နဲ့ကျွန်တော်ဝင်လိုက်ပြီးပြောင်းလိုက်လို့ပေါ့နော်ဒီမှာကျွန်တော်တက်ကြည့်ရ share preference ကိုတက်ကြည့်ရmobile ချက်လောက်တက်ကြည့်မယ်ဒီမှာ share preference ဆိုတာရှိတယ်အဲ့တော့တက်ကြည့် share preference မှာဘာမှမရှိဘူးဗျာဘာမှမရှိတော့ဒီ function အရာဆိုရင်သူကဘာလို့ဆိုဒီ activity ပေါ့နော် activity 2မှာဆိုရင်ဒီ flat တို့ဘာလို့သွားဖို့အတွက်ရှေ့မှာတစင်စစ်ထားရနေရရှိသေးဒီနေရာလေးပေါ့ u1 matching ဆိုတာu1 matching ကဘာလဲဆိုတော့ u1 နဲ့ cd တော့u1 ဆိုတာဘာလဲထပ်လိုက်တော့ share preference မှာကျွန်တော်တို့မှာ share preference မှာ define မရှိဘူးအဲ့တော့ share preference မှာဒီကောင်ကိုရေးဖို့လိုတယ်ပေါ့နော်ဒီကောင်ရှိမှာပေါ့နော်အဲ့တော့ဒီထဲမှာရေးတဲ့ function ပါလားမပါလားကျွန်တော်နည်းနည်းလိုက်ကြည့်ရမှာအဲ့တော့အလွယ်ပဲကျွန်တော်ဒီ share preference ကိုရှာလိုက်မယ်ပေါ့နော်အဲ့အဆင့်ကတော်တော်လေးဒုက္ခပေးကျွန်တော်လိုက်ရှာရပေါ့နော်ဘာကြောင့်မှလည်းမသိဘူးအဲ့ activity 2ကိုခေါ်လို့မရဘူး share preference နဲ့ပတ်သက်တာနည်းနည်းလိုက်ရှာလိုက်ရင်ဘာရှိမလဲဆိုတော့ share preference ကို edit လုပ်နိုင်တဲ့ဟာမျိုးပေါ့နော် boolean share preference အတည်းမှာလည်းနည်းနည်းတက်ကြည့်မယ် share preference boolean share preference editor ပေါ့နော်share preference ကို edit လုပ်နိုင်တဲ့ function ဒီတစ်ခုလို့ရှိရင်ဒီလိုတော့ကြည့်လိုက်ဒါကဘာမှလဲဆိုတော့ဒီ klo ဆိုတဲ့ function ပါနော်အဲ့တော့ဒီ function ကဘာလုပ်တာလဲနဲ့ကြည့်လိုက်မယ်သူက share preference အတွက်လုပ်လိုက်တယ်ပြီးတော့လို့ရှိရင် editor ပေါ့နော်ဒီ share preference သွားပြီး edit လုပ်တယ် edit လုပ်တဲ့အခါမှာဒီ date map format locator for ထားပါတော့အများကြီးမသိလေ post string ဆိုပြီးတော့အမှာ define လို့တော့သွားတိဆောက်တဲ့ function ဖြစ်နေအဲ့တော့ဒီ function ကိုကျွန်တော်တို့မခေါ်လို့ရှိရင်ခုန activity ကအလုံးမလုံးအဲ့ပြဿနာပေါ့နော်ကျွန်တော်လိုက်ရှာတာတော်တော်လေးကြာအဲ့တော့တစ်ချက်ဒီမှာပေါ့ဒီမှာကျွန်တော် share preference မှာ file မှာမရှိတော့အဲ့မှာစစ်တဲ့အခါကျတော့အဲ့ကောင်မမှန်ဘူးဖြစ်နေတာပေါ့နော်ဒီ activity 2ကိုခေါ်ပြီးဆိုတော့တော့အဲ့စစ်တဲ့ဟာကိုသွားတာဒီမှာပေါ့နော်ကျွန်တော်ဒီ activity 2ကိုသွားပြီးတော့ခုခေါ်လိုက်တယ်ပေါ့နော်ဒီ activity ဒီမှာ activity 2ကိုခေါ်လိုက်ပြီးဆိုတော့ပထမဆုံးသူစစ်တာပါလဲဆိုတော့ဒီမှာ u1 matching ဖြစ်ပြီးတော့ cd date ဒီပေါ့နော် share preference u1 ဆိုတော့ဒီ share preference အောက်မှာ define လို့တော့ဆွဲထုတ်တယ်ဒါပေမဲ့အဲ့ file เนี่ยမရှိတော့ကျွန်တော်တို့ခုနက dd တွေရောက်သွား main activity အောက်မှာပါဒီ kilo ဆိုတဲ့ function ကိုခေါ်တော့မှဒီ function ကိုခေါ်လိုက်တော့မှ define က share preference အောက်မှာရအဲ့တော့ကျွန်တော်တို့ဘာလုပ်ရမလဲဆိုဒီ static method ပေါ့နော်ဒီ static method ကိုကျွန်တော်တို့ခေါ်မယ်ဒါ static တော့မဟုတ်ဒီ method ကိုခေါ်မယ်ပေါ့နော်ဒီကောင်က static ဆိုရင်ကျွန်တော်တို့တန်းခေါ်လို့ရတယ်ဒါပေမဲ့ဒီ method က static မဟုတ် static ဆိုရင် public static လို့ရေးထားပါတော့ဒီကောင် dynamic အဲ့တော့ဘာလို့ရလဲဆိုကျွန်တော်တို့ကသူ instant ကိုအရင်ခေါ်တယ် instant ကိုခေါ်ပြီးတော့မှဒီ method ကိုခေါ်ရတာမျိုးဖြစ်သွားတာပေါ့နော် okay အဲ့ဆိုရင်ကျွန်တော်တို့ဟောပါနော်ဒီ kilo ဆိုတဲ့ method လေးကိုခေါ်မှရမယ်ပေါ့အဲ့လိုခေါ်တော့မှဒီ share preference အောက်မှာသွားပြီးတော့ file လေးတစ် file ဆောက် okay အဲ့ဒါလေးကိုကျွန်တော်အရင်စသွားလိုက်မယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ပုဂ္ဂိုလ်ချက်ပြန်ကြည့်မယ် okay ဒါပထမဆုံးကျွန်တော်တို့ Friday နဲ့ Java တော့ perform ဒီ Java တော့ perform ဆိုပြီးသွားလိုက်မယ် Java တော့ perform မှာကျွန်တော်ဒီ function မှာ anonymous function လေးတစ်ခုထည့်လိုက် function okay ဒီ function ထဲမှာကျွန်တော်တို့ခေါ်မယ်ပေါ့နော် function okay ဒါ Java တော့ perform function ဟုတ်ပါဒီကောင် pm function pm ဆို pm ဒီကောင်ကိုပြောလိုက် okay ဒီထဲမှာကျွန်တော်တို့ကခုနkilo ဆိုတဲ့ method လေးကိုခေါ်မှာเนาะ Java တော့ကျွန်တော်ဒီမှာ choose ပဲတော့ Java တော့ choose ပါဆိုလို့ရှိရင်အရှေ့မှာကျွန်တော်တို့က comment class name ထည့်ရမယ်နောက်မှာကcallback တစ်ခုထည့်ရမယ်ပေါ့နော်ထားပါတော့ဒီကျွန်တော်တို့ hot လုပ်မဲ့ကောင်ကဘယ်ကောင်လဲဆိုတော့ဒီ method ကိုခေါ်မှာဒီ
ဒီ method ကိုခေါ်မယ်ဆို class ကဘယ် class လဲဆိုတော့ဒီ main activity ဆိုတဲ့ class main activity class ကဒီပေါ့နော် package စာဒီကောင်ဆိုတော့ဒီကောင်အောက်က main activity okay အဲ့ဒီမှာထည့်လိုက်မယ် class နာမည်က main main activity ကိုခေါ်လိုက်မယ်ပြီးရင်မှာ callback မှာတော့နှစ်ခုရှိတယ် on max ပေါ့နော် on max ဆိုလို့ရှိရင်ဒီမှာ on max ကဒီထဲမှာကျွန်တော် function ခေါ်မယ်ပေါ့နော်ဒါဒီ class တွေကိုတွားပြီးတော့မှကျွန်တော်ဒီထဲမှာခုနကဟို method ကိုခေါ်မယ်ပေါ့နော် kilo method ကိုခေါ်မယ်ပေါ့နော်ပြီးရင်ဒါ on complete ပေါ့ on complete ကတော့ဒီတိုင်းပဲပေါ့နော်ကျွန်တော်ဒီလေးပဲ note လေးပဲထည့်လိုက်မယ် and complete ပေါ့နော်ထားပါcomplete ပေါ့နော်ဒီထဲမှာကျွန်တော်တို့အခုအဲ့လဲဆိုတော့အခုဒီမှာပေါ့နော်ကျွန်တော်တို့စပြီးတော့ဒီ activity class ကိုကျွန်တော်စခေါ်ပြီပေါ့နော်အဲ့တော့ instant ဒီထဲမှာကျွန်တော်ခေါ်လိုက်မယ့်ကောင် class ဆိုတော့ instant အဲ့ဒီထဲမှာကျွန်တော်တို့က console log နဲ့ပြီးရတယ် console log the main activity so we doကျွန်တော်ဒီမှာဆိုတော့ instant okay ကျွန်တော်တို့ကအခုခေါ်မယ်ဆိုလို့ရှိရင်ဒီ kilo ဆိုရယ် method ကိုခေါ်မှာပေါ့နော်method ကိုခေါ်ဖို့ဆိုလို့ရှိရင်တော့ဘယ်လိုခေါ်လဲ instant klo ဆိုရယ် klo ဆိုရယ် method ကိုခေါ်လိုက်ရအဲ့ဒီ method ခေါ်ပြီးသွားလို့ရှိရင်ကျွန်တော် share preference အောက်မှာတွားပြီးတော့ဘယ်လိုပြောမလဲဟွာဖြစ်ပြီပေါ့နော်ဒီသူ file သူခုန XML file ကိုတွားပြီးတိဆောက်ပြီးသားဖြစ်ပြီပေါ့နော်အဲ့တော့ okay ဒီမှာကျွန်တော်ဟိုလေးထည့်လိုက်မယ်ကျွန်တော်ပဲဆိုတော့ဒါ print ထုတ်တာပေါ့နော်ကျွန်တော်ရေးတဲ့စာလေးကို print ထုတ်တာပဲဒီမှာဆိုလို့ရှိရင် successfully order copy သွားပြီပေါ့ okay ဒါဆိုရင်ကျွန်တော် memory ကို scan လိုက်တယ်ဒီ instant အောက်မှာ kilo ဆိုတဲ့ method ကိုခေါ်လိုက်တယ်ခေါ်ပြီးသွားပြီဆိုရင်သူကဟိုအောက်မှာ kilo method အလုပ်လုပ်တဲ့အခါကျလို့ရှိရင်ကျွန်တော် share preference အောက်မှာပိုင်နေသွားပြီးတော့ဆောင်းနေတယ်အဲ့ဒါလေးကိုကျွန်တော်တို့စမ်းကြည့်မယ်အရင်ဆုံးဒီ Friday ကိုခေါ်လိုက်မယ်ပေါ့နော်အခုဒီမှာဆိုရင်ကျွန်တော်နာပြမယ်ဒီမှာ Friday ခေါ်ထားတယ်ဒီမှာ hello blah blah အဲ့ဒီ activity ကိုခေါ်လိုက်တယ် application crash ဖြစ်သွားတယ်ဒီမှာ Friday လေးပိတ်သွားတယ် okay ဒီတစ်ခေါက်ကျွန်တော်သွားလိုက်မယ်ဒီကျွန်တော် kilo ဆိုတဲ့ method လေးကိုအရင်ခေါ်လိုက်မယ်ပေါ့နော်ဒီမှာလေဟုတ်လို့ရှင်းတာဖမ်းဘာမှမရှိဘူးနော်ရှင်းကြည့်မှာokay ခေါ်လိုက်ပြီမာနေပြီဒီကောင်မာနေပြီတနာဒီမှာစီမီကလည်းကောလင်ချင်ရတဲ့ပါချောင်းလေးဒါ console log ကokay SSMD okay ဒီဆက်သွားကြည့်မယ်ပေါ့နော်ဘာချန်သေးလဲ not a function နဲ့ပြန်သွားလိုက် if incident Java perform ဟုတ်တယ်Java perform Java choose ဆိုယူလိုက်တယ် Java perform ပြီးရ for perform ညမ okay ပြန်သွားလိုက်မယ်ပေါ့နော် right ဒါလည်းခေါ်လိုက် okay ခေါ်လိုက်ပြီဒါဆိုရင် scanning complete ဖြစ်သွားပြီကျွန်တော် share preference အောက်မှာပေါ်လာပြီလားမသိဘူးချက်တော့ကြည့်အောင်ADB အောင်ဖြစ်တယ်နော်တစ်ချက်dahaပြန်ပေါ်ကြည့်လိုက်မယ်ဒီဘက် crash တုံးဖြစ်တာဒီနားမှာတစ်ခုခုလိုတော့ပေါ့နော်ဒါလေးပဲဖြစ်နေတယ်ဒီဘက်ကနေပြီးတော့ complete
function ဟုတ်ပါတယ်ဒီဟာ format မှာ function instant ပါနော် instant ပြီးတော့မှ instant.klowk လို့ဆိုခေါ်လိုက်တယ် okay being main activity ဟုတ်ပါ main actmv main activity ခေါ်တာဒီမှာပြန်ပြီးတော့ထည့်ကြည့်လိုက်မယ် scan is successfully got a kilometer ကိုသူခေါ်ပြီးသွားတယ်အဲ့ဆိုကျွန်တော်တို့ပြန်ဆန်းကြည့်ဒီအရင်ဆုံးဟို adb မှာတော့ကြည့်ရ ls နဲ့ပြန်ကြည့်လိုက်ဒါဆိုရင် kilometer ကိုခေါ်လိုက်တာနဲ့ define က automatic ဖြစ်သွားတယ် define ရတော့မှကျွန်တော်တို့ကဆက်သွားလို့ရဒါဆိုရင် define ထဲမှာ date ပါ okay ဒါဆိုရင်ကျွန်တော်တို့ဒီကနေပြီးတော့ activity 2ကိုခေါ်လိုက်ရင်ဆက်ဖြစ်သွားတယ်ဒီစင့်ကြံနေရပါတော့ဒီစင့်ကဒါဒီစင့်မလုပ်လို့ရှင်ဒီ kilometer ကိုမခေါ်လို့ရှင်ဒီ adv ဒီပေါ့နော် share preference အောက်မှာ define မရှိဘူး define မရှိလို့ရှင်ကျွန်တော်တို့ဟိုဘယ်လိုပြောမလဲဆက်ပြီးတော့ဆက်သွားလို့မရဘူးပေါ့နော်အဲ့ဒါဆိုကျွန်တော်တို့ဒီ activity ကိုခေါ်ထားပြီးသွားပြီဒီ activity ကိုခေါ်နိုင်ပြီဆိုရင်ကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့ဆိုရင်တော့ပြင်နေမှာဒီ activity ကို successfully ခေါ်နိုင်ပြီဆိုရင်ဒါ flag ကလုတ်ဖြစ်သွားပြီအဲ့တော့ကျွန်တော်တို့ကဒီ flag ဒီ library ကိုကျွန်တော်ဟုတ်မယ်ဟုတ်ပြီးသွားလို့ရှိရင်အထဲမှာပေါ့နော် library ရဲ့ memory ကိုကျွန်တော်တို့ dump ပြီးသွားရင်ကျွန်တော်တို့ဒီ flag ကိုရှာမယ်အဲ့လိုပုံစံမျိုးနဲ့ဆက်ပြီးတော့သွားမယ်ပေါ့နော် okay ဒီအဆင့်ပြီးသွားဒီမှာကျွန်တော်ကုတ်ကလေးတွေကူထားတယ်ပေါ့နော်ဒါဘေးကလဲဆိုတော့ Friday documentation ရှိတယ်ကျွန်တော်memory scan မယ်ဆိုရင်ဒီ Friday မှာဒီ memory scan ပေါ့နော် memory scan ဒီကောင်လေးရှိတယ်ဒီမှာဆိုရင်တော့3ခုထည့် address ရဲ့ size ရဲ့ pattern ရဲ့ callback ရဲ့အဲ့တော့ဒီ address ကပါလဲဆိုကျွန်တော်ဒီ library ကိုဟော့လိုက်ပြီးတော့အဲ့ရနေ address ရဲ့ size တွေထုတ်လို့ရတယ်ဒီ pattern ကကြတော့ဘာဖြစ်မလဲဆိုတော့ဟိုကျွန်တော်တို့ရှာမယ် flag ရဲ့ pattern ပေါ့နော်အဲ့ flag ရဲ့ pattern ကိုကျွန်တော်တို့ကအရင်သိရ flag pattern ဘယ်လိုရှိလဲဆိုတာဒီစက်ကြည့်မယ်ပြီးရင် hazard စမယ်ပြောင်းပြီးတော့ဒီ memory ထဲမှာလိုက်တိုက်စစ်မယ်ပေါ့နော်ဒါခုနဒီ code တွေသူအောက်မှာ code ပါပေးထားဒီ code ကို copy ကူးထားတာပဲနော်အဲ့ကျွန်တော်ဒီမှာဆိုရင်လေဒီ code တွေကို copy ကူးထားဒီမှာပေါ့ဒါသူ့ရဲ့ private documentation ပေးတဲ့ဟာပေါ့နော်အဲ့တော့ပထမဦးဆုံးသူကတော့ဒီ enumerate module နဲ့ဆိုတော့ကျွန်တော်တို့က name သိတဲ့အတွက်ကြောင့် name ကိုပဲဟုတ်မယ်ပေါ့နော်တော့ကျွန်တော်ဘာသုံးနေကြဆိုဘာပဲသုံးလိုက် period ပဲပေါ့နော်ဒီမှာ lib library lib reference ပေါ့နော် reference ကိုကျွန်တော်သွားလိုက်မယ် library reference ပါအရင်ဆုံးကျွန်တော်တို့က process ပေါ့နော် process ကျွန်တော်ထားလိုက် process set ရရမှာ process.get ကျွန်တော်ကတော့ဒီ module file နေမှာနော်ဒီ method လေးနဲ့တွားဒါလေးပေါ့ Friday မှာ like ရှာလို့ရတယ်ကျွန်တော်အဲ့ဒါမပြောသိမရှာပြတော့ဒီမှာကျွန်တော်က lib flat အဆိုပေါ့နော်ပုံမှန်ဆိုရင်သူကဒီမှာလောက်တာ flat ပေါ့နော်ဒီ activity 2မှာပေါ့နော်သူက flat ကိုလောက်ပါဒါပေမဲ့ဒီ load library ဆိုဒီ flag ကဘာမှရှိလဲဆိုကျွန်တော်ဒီ library အောက်မှာရှိတယ်သူကအရှိမ lib ပေါ့ library ဆို lib flag.so ဆိုပြီးဒီလိုပုံစံမျိုးနဲ့တွားအဲ့တော့အဲ့ကောင်ကိုကျွန်တော်လှမ်းပြီးတော့ခေါ်လိုက်မယ်ပေါ့နော်ခေါ်လိုက်ပြီးရင်ဘာလုပ်မလဲဆိုတော့သူ့ကိုကျွန်တော် scan မယ်ဒါမှမလို့တော့ပေါ့နော်ဒါတော့ module by name ဆိုပြီးဒီလို module တော့လုပ်ပြရတယ်ကျွန်တော် module by name နဲ့ပဲခေါ်လိုက်တာပေါ့နော်ဒီထဲမှာတော့ဘာလဲဆိုတော့ console.log နဲ့ဒီကောင်ကိုခေါ်လို့ရတယ် okay အဲ့တော့ကျွန်တော်ထုတ်ကြည့်လိုက်မယ်ပေါ့နော်ဒီဟာ cns ဆို console.log နဲ့ json.stringify ဒီကောင်နဲ့ကျွန်တော်အခုနခေါ်တာ lib reference ကိုထုတ်ပလိုက်ဒါဆိုရင်ဒီ lib reference နဲ့မှာဟိုဘောနော်ဘာတွေပါလဲဆိုတာမျိုးပေါ့နော်ဒါလေးကျွန်တော်စမ်းကြည့်လိုက် Friday ဒီ Friday အောက်မှာဒါဆိုရင်ဒီမှာထွက်လာပြီပေါ့နော်ဒီသူ့ရဲ့ဒီကျွန်တော်ကဒီ flag library ကိုယူလိုက်တဲ့အခါမှာခေါ်လိုက်တယ်ပေါ့နော်အဲ့ဒီကောင် string json stringify နဲ့ဒီ object အနေနဲ့ပြန်ထုတ်လိုက်တော့ဒီမှာသူရဲ့ base address ပါတယ်ဟိုထဲမှာထည့်ရမယ် base ပါတယ် site ပါတယ် okay ဒီနှစ်ခုပါတယ်ကျွန်တော်တို့အဆင်ပြေပြီပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ဆက်သွားလို့ရတယ်ပေါ့နော်အဲ့မသွားခင်မှာကျွန်တော်တို့ရှာမဲ့ pattern ကိုယ့်ရဲ့ flag ပေါ့နော်ဒီ memory တွေကဆွဲထုတ်တဲ့အခါမှာကိုယ့် flag ကဘယ်လိုပုံစံရှိလဲသိရမှာပေါ့နော်အဲ့ဒါကတော့ဒီမှာပေးထားတာကိုလိုက်ကြည့်ရမယ်နော်ဒီ mobile hacking lab မှာကြတော့ဒီဒါလေးပေးထားတယ် mixer ပေါ့နော်ဒီ flag ကဒီလိုပုံစံနဲ့အဲ့တော့ကျွန်တော်ဒီပုံစံလေးကိုအရေးယူလိုက်တာပဲဒီပုံစံလေးကိုယူမယ်ဆိုတော့
ဘာပေါ့နော်သူဒီတိုင်းတော့ထည့်လို့မရအောင်ကျွန်တော်ဒီမှာပုံမှန်ဆိုရင် flat ရဲ့ pattern ကိုကျွန်တော်သိအောင်အဲ့ဒီ flat pattern ရဲ့ pattern ဆိုရင်ဒီမှာ variable ပေါ့နော် flat pattern ဆို variable လေးထားလိုက်မယ်ဒီကောင်ကဘယ်မျိုးဖြစ်မလဲဆိုဒီပုံစံဖြစ်မှာပေါ့နော်ကျွန်တော်ဒီပုံစံဒါပေမဲ့ဒီတိုင်းသွားလို့မရအောင်ကျွန်တော်တို့က memory ထဲမှာ hexadecimal လို့ရဆိုဒီကောင် hash ပြောင်းမယ်ပေါ့နော်hash ပြောင်းမယ်ဆိုရင်ဒီမှာသွားလိုက်မယ်ဆိုတော့ hash ပြောင်းမယ်ဆိုရင်ဒီမှာကျွန်တော်တို့က Linux မှာပြောင်းလို့ရတယ်ပို့ဆိုပြီးတော့လို့ပေါ့နော် mx ဆိုတဲ့ဒီကောင်လေးကို x80 နဲ့ပြောင်းလို့ရှိရင် hash ပဲလို့ခေါ်ဒီမှာ mx ဆိုနောက်မှာ dot ပေါ့ဒီ dot ကိုတော့ကျွန်တော်မလိုတော့ 0e ဖယ်လိုက်မယ်အရှိအဒီ4 byte ကိုကျွန်တော်ယူလိုက်မယ်ပေါ့နော်ဒါက pattern ဖြစ်သွားမယ်အဲ့တော့ string နဲ့ရေးစာသားဆိုရင်တော့ဒီ mx ဖြစ်တာပေါ့နော်ဒါ mx ဒီကျုံခွဲလေးဖြစ်တယ်ဒါပေမဲ့ byte code ဆိုရင်sorry hexadecimal ဆိုတာအဲ့တော့ကျွန်တော်တို့ဒီမှာဒီသူ့ရဲ့ pattern ကဒီလိုလေးဖြစ်သွားမှာပေါ့နော်အဲ့တော့ဒါလေးနည်းနည်း space လေးကိုချလိုက်ညီပါအောင်အဲ့ဆိုရင်ကျွန်တော်တို့ရှာမယ် flag ရဲ့ pattern ကိုလေးတွေ့ပြီအဲ့ဆိုသူ့ရဲ့ဒီကောင်ကိုကျွန်တော်သုံးလို့ရ memory scan ဆိုတာလေးကိုကျွန်တော်သုံးလို့ရဒါလေးကို check copy ယူလိုက်ဒါတွေအကုန်လုံးကဟို Friday documentation မှာရေးပြီးသားရှိရနော်ကျွန်တော်သက်လုပ်ဆရာလို့တော့သူ့ပုံကဒီလိုလေးရှိတာပေါ့နော်သူ့ရဲ့ function ကဒီလိုသွားတာသူကဒီမှာ base ပါမယ် site ပါမယ် pattern ပါမယ်ပြီး callback ပေါ့နော် callback အတွက်ရှိမယ်အဲ့တော့ base ကကျွန်တော်တို့ကဒီမှာရှာပြီးသွားရင်ကျွန်တော်ဆွဲထုတ်ပြီးသွားရင်lib reference ရဲ့ base ပဲအဲ့တော့ဒီမှာသူက ကျွန်တော် lib reference ကိုပြောင်းလိုက်မယ်အိပ်ပဲရှိအောင်ပေါ့နော် m ဆိုရင်ဘာမှမသိပါဆိုတော့ memory ပဲဆို reference pattern ကကြာဒီမှာကျွန်တော် flat pattern လို့ရေးထားတယ်အဲ့တော့ဒီမှာ flat pattern ထည့်လိုက်မယ် okay ဒါဆိုရင်ဒီ function လေးကပြီးသွားတယ် memory scan လို့ဒီမှာကျွန်တော် callback ထည့် callback ကအပေါ်မှာကျွန်တော်တို့လုပ်တယ်လို့ပဲဟိုဘာမှမခတ်ဘူးပေါ့နော်ဒီဟို callback နှစ်ခုကျွန်တော်တို့ခေါ်ရမယ်အဲ့နှစ်ခုကဘာလဲဆိုတော့ခုနက on max ပဲပေါ့နော်သူကြဒီလိုပုံစံနဲ့လာတယ် on max ပြီးသွားလို့ရှိရင်အဲ့ on max မှာတစ်ချက် like ကြည့်လိုက်အောင်မယ်သူက on max မှာဒီလိုပုံလေးပေါ့နော် address နဲ့ site နှစ်ခု return ပြန်မယ်ပြီး on complete ကတော့ထုံးစံနဲ့ scan complete ပါညာလောက်ပဲပေါ့နော် on max အောက်မှာ adp address နဲ့ site ပေါ့နှစ်ခုပါမယ်ပြီးရင် function ပေါ့နော်ဒီ function မှာပြီးရင်ဒီကောင်ကို command ပို့မယ်ပြီး on complete ကတော့ပြီးပြီပေါ့နော်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ function ကဘာလဲဆို send ပေါ့နော် send ကိုဆိုတော့ log ပဲချိန်လိုက်မယ်ဆိုတော့ log ဒီမှာနော် memory scan နော် completed နော် memory scanning ပြီးသွားပြီဆိုရင် on complete တက်ရသွားအဲ့တော့အပေါ်မှာ scan လာပြီးတော့အကုန်လုံးပြီးသွားပြီဆိုရင်ဒီ on complete ရအောင်ဒါ scan complete ဖြစ်သွားပြီပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်သူ့ရဲ့အတိုင်းလေးပဲကျွန်တော်ဒီ Friday documentation မှာတွေ့တဲ့အတိုင်းလေးပဲဒါလေးပဲကျွန်တော်ထည့်လိုက်မယ်သိပြဿနာမရှိအဲ့တော့ဒီမှာဒါတော့ memory scan map ပေါ့နော်ဒါဆိုလို့ရှိရင်များကျွန်တော်တို့ကအခုဘယ်လိုမျိုးဖြစ်သွားလဲဆိုတော့ဒီ flag ဆိုတဲ့ဒီပေါ့နော်native library ကိုဟိုထားတယ်ဟုတ်ပြီးတော့လို့ရှိရင်အထဲကိုဝင်ပြီးတော့သူ့ရဲ့ memory scan ဖတ်လိုက် scan ဖတ်ပြီးတော့အဲ့ကောင်ဒီထဲမှာရှိရပေါ့နော်ကျွန်တော် flag ဒီ flag နဲ့တူရဲ့ဒီကျွန်တော် mx ဆိုတဲ့ဒီ green စာ green ပေးပါတယ် flag ရှိတဲ့ pattern ကိုသွားပြီးတော့ scan နဲ့ scan ပြီးတော့အဲ့မှာဆိုလို့ရှိရင်သူ့ရဲ့ဗာလဲဒီတော့ရင် base address ဒီ site ကိုဆွဲထုတ်ပေးတယ်အဲ့ဆိုရင်ကျွန်တော်တို့ဒီ flag pattern ကိုတော့ဒီ memory address မှာတွေ့ပါတယ်သူ့ရဲ့ site ကဒီလောက်ပါဆိုပြီးတော့ထုတ်ပေးတယ်အဲ့ဒါကိုကျွန်တော်တို့ကဘယ်မှာဆက်ပြီးတော့သုံးလို့ရမလဲဆိုတော့ဒီမှာပေါ့နော်သူ့ရဲ့ documentation မှာဆက်သွားကြည့်မယ်ဆိုရင်ဒီအောင်နားလေးမှာလေဒီမှာရလာပြီဆိုဒီ result ကိုကျွန်တော်ဒီမှာပြန်ထည့် memory sense scan ပါညာနဲ့ထပ်ကြည့်လို့ရတယ်ပေါ့ဒီမှာထွက်လာတော့ address နဲ့ site ပဲထွက်လာအဲ့ address site တွေကိုပြန်သုံးပြီးတော့ကျွန်တော်တို့က memory ကနေဆွဲထုတ်လို့ရတယ်ပေါ့ဒီကနေအဲ့တော့တစ်ချက်ကျွန်တော်တို့သွားကြည့်လိုက်မယ်အနေနဲ့ဆက်သွားလာအဲ့အပိုင်းအောင်မှဆက်သွားโอเคဒါကိုအရင်ကြွားသွားလိုက်မယ်နော်ဒီကောင်ကတော့မလို့ဒီကနေပဲစသွားလိုက်โอเค Fridayဒါဆိုရင်တို့ဒီမှာတွေ့ပြီနော် memory scan ပြီးသွားပြီ memory scan complete ဆိုပြီးတော့ဒီမှာဒီ address မှာ site 4ရှိရပေါ့ဒါဆိုရင်ကျွန်တော်တို့က flat ပေါ့နော် flat ရှိတဲ့ memory address ကိုသိပြီပေါ့နော်သူ့ထဲအတိုင်း channel
ဒီကုတ်လေးနဲ့ဆက်သွားလိုက်မယ်ပေါ့နော်ဒီ memory scan ဆင့်လေးပါညာလုပ်ပြီးတော့ဒီထဲကနေပြီး result ကိုကျွန်တော်ဆွဲထုတ်မယ်အဲ့ပုံစံမျိုးသွားမယ်ပေါ့နော်ဒီတိုင်းပဲရေးလိုက်ပါမယ်နော်အောက်မှာပဲပြီးတော့နောက်မှာကျွန်တော်တို့ကဘာပေါ့နော် expresses ပေါ့နော် expresses equal to ဆိုပြီးတော့ memory dot lcs sense ပေါ့နော်အဲ့သွားလိုက်မယ်သူ့မှာဘာတွေထည့်လဲဆိုတော့ခုနလိုပဲbase size ရဲ့ pattern ရေပဲထည့်ရမှာပဲပေါ့ကျွန်တော်ဒီမှာဆိုလို့ရှိရင် live reference dot base live reference dot size dot size pin effective flat pattern ဒါလေးထည့်ပြီးတော့အဲ့ရဒီကောင်လေးကို sense scan လုပ်ပြီးတော့ရ result ကိုသူက result ဆိုတဲ့အောက်မှာသွားပြီးတော့စုလိုက်မယ်စုပြီးသွားလို့ရှိရင်သူကဘာလုပ်လဲဆိုတော့ဒီကောင်ကို console log ကနေပြန်ထုတ်ခိုင်းလို့ရတယ်တော့နော်ဟုတ်ဒါတော့ output ပေါ့နော် print ထုတ်ခိုင်းလိုက်တာဒါဆိုရင်ငါတို့တော့ရပြီပဲWhich is not 25 versus okay memory ဒါသူတွေအတိုင်းလေးပဲပေါ့နော်အဲ့ဒါကျွန်တော်ဒီ result ကိုတစ်ချက်ရမရလေးကြည့်လိုက်မယ်ပေါ့နော်တက်သွားကြည့်လိုက် okay ဒါဆိုရင်တော့ memory scanning complete ပါညာပေါ့နော် format scanning complete ဒါပါပဲပါမှာဒီလိုက်မယ်ဆက်ဆက်2ဒီကောင်ကဘာလို့မရသေးလဲဒီကဆိုရင်ဒီ result ဆိုတဲ့ demo က trap ပေါ့နော်အဲ့တော့ console.log memory scan result ဆိုတဲ့ processing ဒီကောင်အပေါ်တင်ရမှာဆိုတော့ 25% ဒီကဆိုရင် result demo trap for result memory scan send base လည်းဟုတ်တယ် site လည်းဟုတ်တယ် flat pattern လည်းဟုတ်တယ်ဒါပြီးပြီ send to memory scan completed okayဒီမှာပါတယ်လားအဲ့ဒါ address ကိုပဲဆက် address ဆိုပြီးတော့အဲ့တော့ result ကနေ search ရတာလေးတွေကနေပြီးတော့သူက result ကဘာနဲ့ထွက်မှာလဲမသိဘူးချက်ကြည့်လိုက် recommendation result memory scan resultဆိုတော့ result တွေပဲထွက်ပြန်ပြီးတော့ထွက်လာထွက်ပြီးတော့ချက်ပြန်သွားလိုက်မယ် page ကပြန်လာကြည့်လိုက် okay ဒါချက်ထွက်ပြီ result က subject memory sensor result data က memory scanning complete ပေါ့နော် page ဒါဒီမှာတစ်ချက်သွားကြည့်လိုက်ပါချက်ပြန်ချကြည့်လိုက်မယ်ပြီးဒီမှာပြန်ပြီးတော့memory scanning complete memory scan result address တွေ့ပြီပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ memory scan ဒါ result ကကြာလို့ရှိရင် address အတိမှာဒီ address ပေါ့နော်အဲ့လေးတွေ့ပြီ address လေးတွေ့အဲ့တော့ကျွန်တော်ဒီ array ဆိုကျွန်တော်ထုတ်မယ်ဆိုရင်ဒီ array ဆဲကနေပြီးတော့ number 0ပေါ့နော်0မှာဒီ address ဆို key ကိုထုတ်လိုက်လို့ရှိရင်ဒီ address လေးရဒါကိုကျွန်တော် string နဲ့ကနေပြန်ပြီးတော့ဟိုပါပေါ့နော်ဒီဟို array ထဲကနေပြန်ပြီးဆွဲထုတ်တဲ့ပုံစံအဲ့တော့ flex address ကပါလဲဆိုတော့ result ထဲမှာကျွန်တော်0ပေါ့နော် a point 0ထဲမှာ at address ဆွဲထုတ်လိုက်လို့ရှိရင်ဒါကျွန်တော်တို့ flex ရဲ့ address ရဒါ flex address ရပြီဆိုလို့ရှိရင်ကျွန်တော်တို့ကပါလဲဆိုတော့ဒီကောင်ကို hash jam နဲ့
ဟိုထုတ်လိုက်လို့ရပြီဗျာ plus memory address ဆိုအဲ့ memory ထဲမှာရှိတဲ့ hash ကိုကျွန်တော်ဆွဲထုတ်တယ်အဲ့ပုံစံမျိုးပေါ့နော်အဲ့တော့သူကကြဘယ်လိုလုပ်လို့ရလဲဆိုတော့ကျွန်တော် plus ဆိုပြီးလေးပဲလေးထားလိုက် plus ဆိုပြီးပဲထားလိုက်မယ်လို့ရမှာလဲဆို hash stamp ဆိုတဲ့ function ရှိတယ် hash stamp နော် hash stamp ဆိုတဲ့ function ထဲမှာ plus address ဆိုပြီးထည့်လိုက်အနောက်မှာကျွန်တော် length ဘယ်လောက်လိုချင်လဲပေါ့နော်ဒီ length ကိုတော့ကျွန်တော်ဒီမှာ40လောက်ထားကြည့်လိုက်မယ်ပေါ့နော်ဒါပါ40တကယ်လို့ flat မထွက်သေးနေနဲ့ lens pen ရှိလိုက်ဒါဆိုရင်ကျွန်တော်ဒီ flat ကိုရပြီပေါ့နော်အဲ flat ကိုထုတ်လိုက်မယ်ဆိုတော့ log ပေါ့နော်ရင်းစုံပါလို့တယ်ဒီ flat ကိုon စာလေးထုတ်လိုက်မယ်ရှာခဲ့နော် okay flat ရပြီဆိုတော့နော်ဒီ console တော့ log ထုတ်လိုက်ပြီးတော့နောက်မှာ console တော့ log ဆိုပြီးဒီထဲမှာကျွန်တော်တို့ flat ကို set လုပ်လိုက်တော့ပေါ့နော် okay အဲ့ဒါကျွန်တော်တို့ဆက်ပြန်စမ်းကြည့်မယ်ပေါ့နော်ဒီဘက်ကိုပြန်သွားမယ်ဟာပြန်ပြီးတော့ file ပြန်ဟုတ်မယ်data ထည့်မယ်address identify memory scanning complete ထွက်လာအောင် type error address identify အဲ့တော့ကျွန်တော်တို့တခုခုမှာ addis address flat address ဒီ reset ရဲ့0ပေါ့နော်0တဲ့ address ကိုဆွဲထုတ်တာဒီကြောင့် manage နေအတိအကျအောင်ဒီနားမှာတစ်ချက်ပေါ့နော်ဆိုပြီးတော့ထုတ်လိုက်မယ်ดูก่อนပြန်ထည့်ဒါဆိုရင်ထွက်လာ DVD2 ကိုပြန်ခေါ်လိုက်တဲ့အချိန်ကြာတော့မှထွက်လာအဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဟိုပါပေါ့နော်ပထမဆုံးဒီကောင်ဒီမှာ flat address ကတလောက်ပေါ့နော်ဒီ hash address ဆိုတာဒီ address ပေါ့နော်တကယ်လို့ကျွန်တော်တို့ဒါတွေပဲမရေးချင်တယ်ဗျအစောကတည်းကဒီပုံမှာ address တွေ့တယ်ညခါဆိုတန်းထည့်လို့ရပါနော်အဲ့တော့ဒီမှာ flat address တွေ့ပြီ flat is successfully found ဆိုပြီးဒီမှာ #10 နဲ့ဆွဲထုတ်လိုက်တော့ #10 မို့ထွက်လာဒီမှာဆိုရင်ဒါတကယ်လို့ဒါကျွန်တော်ဒီမှာမဆန့်သေးဘူးပေါ့နော်ဒီတဝက်တစ်ပြက်ဆိုရင်ကျွန်တော် length ကိုတိုးလို့ရတယ်ဗျဒါဒီ length ကိုထားပါတော့အခုဆိုရင်40မတော်ကျွန်တော်80လောက်ထားလိုက်လို့ရတယ် length ကိုပေါ့နော်ပြန်သွားကြည့်မြဆိုရင်ဒါဆိုရင်က length အရှိပေါ့နော်ဒီမှာကျွန်တော်ဒီလောက်ဆိုရပါတယ်နော်အခွင့်အဆိုရင်ပါရတယ်ဒါဆိုရင်သူ့ရဲ့ flag ကိုကျွန်တော်ဆွဲထုတ်လို့ရပြီပေါ့နော်အဲ့တော့အချုပ်ပြန်ပြောရမယ်ဆိုရင်တော့အရေးကြီးဆုံးကဒီမှာပါလဲဆိုတော့ကျွန်တော် activity ကိုခေါ်လို့ရဖို့အတွက်ဒီ kilo ဆိုတဲ့ method ကိုခေါ်ဖို့လိုတယ်ဒါမှခေါ်လို့ရှိရင်အလုံးမလုပ်ဘူးပေါ့နော်အဲ့တော့ဒီ kilo method ကိုခေါ်ဖို့ဆိုလို့ရှိရင်ဘာလို့ခေါ်ရတာလဲဆိုရင်ဒီကောင်ကကျွန်တော်တို့ share preference မှာတွားပြီးတော့ find တိဆောက်ပေးတာအဲ့ကောင်ကိုအဲ့မှာ date ထည့်တာပေါ့အဲ့ date ကကျွန်တော်တို့ဒီ activity 2ကိုခေါ်တဲ့အခါမှာ condition set တဲ့ထဲမှာတစ်ခုပါတယ်တကယ်လို့အဲ့ file မရှိလို့ရှိရင်ကျွန်တော်တို့ application crash ဖြစ်ပြီးတော့မရတော့ဘူးပေါ့နော်အဲ့တော့ဒါကိုအရင်ခေါ်ပြီးတော့မှကျွန်တော်ဒီကောင်ကိုဆက်ပြီးတော့လုပ်လို့ရမယ်ပေါ့နော် okay အဲ့ဒါပြန်ပြီးတော့တွားကြည့်မယ်ပေါ့နော် string ကိုခေါ်ကြည့်တယ်ဒါ okay ရကျွန်တော်ဒီ activity 2ကိုခေါ်ကြည့်လိုက်မယ်ဒီဘက်ကနေပဲလေ activity 2ကိုခေါ်ကြည့်လိုက်ခဲ့မရ crash ဖြစ်သွားတယ်ဘာဖြစ်လို့ဆို kilo ဆိုရဲ method ကိုမခေါ်ရသေးလို့ okay အဲ့တော့ဒီမှာ desktop outcome lab မှာဒီ script ထဲမှာကျတော့အကုန်ပါတယ်ဗျာဟုတ်လား critical solution of gs ထဲမှာကျွန်တော်ခုနဒီ function ကို call တာပဲအကုန်လုံးရေးထားပြီးသွားပြီဆိုတော့ကျွန်တော်ဘာမှလုပ်ရမလို့ဘူးအဲ့တော့ခေါ်လိုက်မယ်ပြီးခုနကျွန်တော်တို့ gs file ကိုစုပ်ပြီးထည့်ကြည့်လိုက်
okay memory scan complete ပါညာပြီးသွားဆိုတစ်ချက်ဒီကနေပြီးတော့ okay ပြီးသွားရင်ဒီမှာပြန်ပြီးတော့သွားလိုက်မယ်ဆိုရင်ကျွန်တော်တို့ flat ထွက်လာပြီပေါ့နော် okay ပါဒီ challenge လေးကကျွန်တော်နောက်ပိုင်းကွက်ကိုပြန်လေ့လာရင်လည်းမေ့အောင်ပေါ့နော်ဟို recording လုပ်ထားတာဖြစ်ပါတယ်ဟုတ်ကျေးဇူးပါ